Video title ကမောင်ဝန်ရွှေဦးနဲ့မောင်ကန်ကောင်းပါတခါကရွာငယ်လေးတရွာမှာမောင်ကန်ကောင်းဆိုတဲ့လူငယ်လေးတယောက်ရှိတယ်သူကအရန်စင်းရဲပေမဲ့အလုပ်ကိုတော့စူးစမ်းပန်းစားလုပ်ကင်တယ်ဒီနေ့မှသူဟာတော်ထဲမှာထင်းခုတ်လင်းတကြီးဝဲဦးအဖိုးအိုတယောက်ကိုအစာကျွေးပြီးကူညီပေးခဲ့တယ်အဖိုးအိုကကျေးဇူးတင်လွန်လို့သူ့ကိုမြေအိုးဟုံးလေးတစ်လုံးလက်ဆောင်ပေးခဲ့တယ်ဒီအိုးတွေကိုမင်းနေ့တိုင်းငွေတပြားပဲဖြစ်ဖြစ်ထည့်ပါတကယ်မှမပြည့်စီလေဒါဆိုရင်ဒီနေ့မှဒီအိုးကမင်းကိုမော်ဆန်နဲ့ရက်လက်တွေပေးလိမ့်မယ်လို့မှားလိုက်တယ်မုံကန်ကောင်းကအဖိုးကိုစကားကိုယုံကြည်ပြီးနေ့တိုင်းသူရသမျှတွေကတပြားစီကိုအိုးထဲထည့်ခဲ့တယ်ဒလကြတယ်ဘာမှမထူးကြဘူးတနစ်ကြတယ်အိုးကပြည့်လာရပဲရှိတယ်ရွာသားတွေကသူ့ကိုအယူလို့လှောင်ကြတယ်ငွေတပြားစီစုနေလို့ဘာဖြစ်လာမှလဲသုံးပြစ်လိုက်တာကမှဘိုက်ဝဦးနေတယ်ဒါပေမဲ့သူကတော့မနာတန်စုတယ်သုံးနေကြမှာတော့ရွာမှာကက်ယောဂဆူကြီးကြာရောက်ခဲ့ပြီးအလုတ်ကောင်တွေပြက်ကုန်တယ်ရွာသားတွေအားလုံးငတ်မွတ်နေချိန်မှာမောင်ကန်ကောင်းကသူ့အိုးထဲကငွေတွေကိုထုတ်လိုက်တယ်အန်အိုးဖို့ကောင်းတာကအဲ့ဒီငွေတွေကစုထားတာထက်ပိုများနေတယ်လို့ပဲတကယ်တော့ဒါကမော်အစွမ်းမဟုတ်ပါဘူးနေ့စဉ်စုဆောင်ခြင်းဆိုတဲ့အလီချင်းကသူ့ကိုပိုက်ဆံကိုစနစ်တကျသုံးတက်စေခဲ့ပြီးအရေးကြုံချိန်မှာအကြီးမားဆုံးတော့ရွှေအိုးကြီးဖွတ်သွားခဲ့တာပါဒီပုံပင်ကပေးတဲ့သင်ခန်းစာကတော့ငွေပမာဏငဲတာထက်မစုမိတာကမှတကယ်အန်ဒီရဲဆိုတာပါပဲမန်နီစုဘူးပိတတ်တို့လည်းမောင်ကန်ကောင်းလို့ပဲဒီနေ့ကစပြီးအိုးလေးတစ်လုံးဒါမှမဟုတ်စုဘူးလေးတစ်ခုနဲ့အနာဂတ်အသာစတင်စုဆောင်လိုက်ကြရအောင်